2026မှာခေတ်စားနေတဲ့ make up လေးတွေကိုဘယ်လိုပြင်ကြမလဲအရင်ဆုံးကိုယ်မှရှိနေတဲ့ skin care step တွေကိုရင်လေးလိုက်နော်6ခံပြီးတော့ပြီဆိုလို့ရှိရင် concealer လေးနဲ့ကိုယ်မှရှိနေတဲ့ဝက်ချန်လေးတွေပြင်နာစာလေးတွေကိုရင်ဆုံးလိုက်ပြီးတော့တိုးပြီးလိုက်ပါမယ် spon လေးနဲ့လိုက်ပြီးတော့ blend လုပ်ပြီးလိုက်ပါမယ်ပြီးလို့ရှိရင်ကိုသုံးနေကြ foundation လေးကိုပပလေးယူပြီးတော့မျက်နှာလေးမှာအနက်လိုက်ပြီးတော့ spon လေးနဲ့ပြန်ပြီးတော့ဖြန့်ပြီးလိုက်ပါမယ်ပြီးတော့ရင်တော့ပန်းနီလေးကို view ထဲမှာပြထားတဲ့အတိုင်းနေရာချပြီးတော့ brush လေးနဲ့တစ်ချက်လေးလိုက်ပြီး blend လုပ်ပြီးလိုက်ပါမယ်ကိုမရှိရဲ့တူဝေးဘူးလေးနဲ့ပဲလက်ပေါ်မှာရင်တုပ်ပြီးတော့မှဘာပေါ်မှာပန်းနီလေးနေရာလိုက်ချပါမယ်နှာခေါင်း shape ပေါ်ပြီးတော့ control လေးချပါမယ်ပြီးတော့ရင်တော့ highlight လေးတွေဖြည့်ပါမယ်နှာခေါင်းယူလေးတွေမျက်စိအောက်လေးတွေနှာခေါင်းကြားလေးတွေမှာလိုက်ပြီးတော့ဖြည့်ပါမယ်ညှို့ဖြည့်အောင် shimmer လေးယူပြီးတော့မျက်ခုံးတစ်ခုံလုံးမှာဖြည့်ပေးလိုက်ပါမျက်လုံးအောက်လေးကိုကြတော့အရောင်နုလေးတစ်ရောင်ယူပြီးတော့လိုက်ဖြည့်ပေးလိုက်ပါအညူရောင်ချဲပန်ဆယ်လေးနဲ့ eyeliner ဆွဲပါမယ်ဒီအောက်လေးတွေကိုလည်းခုနချဲညူရောင်လေးနဲ့ပဲပပလေးလိုက်ဖြည့်လိုက်ပါပြီးတော့နမျက်တောင်ကော့ဆက်လေးနဲ့မျက်တောင်ခေါ်ပြီးတော့အညူရောင် mascara လေးဆိုပါမယ်ဒီ mascara လေးကအရန်ကောင်းတယ် recommend ပေးပါတယ် Julie Dor ထုတ်တာပါပြီးရင် clear highlight လေးနဲ့မျက်နှာပါးရိုးလေးတွေမှာလိုက်ပြီးတော့နှာခေါင်းထိပ်လေးတွေမှာဖြည့်လိုက်ပါမယ်ပြီးနှာခမ်းလေးကိုပုံဖုံပြီးတော့အတွင်းသားလေးတွေကိုကြတော့အစီလေးတစ်ထပ်ဆူလိုက်ပဲဆိုလို့ရှိရင်2026မှာ trend ဖြစ်နေတဲ့ makeup look ကပြီးဆုံးသွားပါပြီရှင်ရန်လွယ်တယ်နော်လိုက်ပြင်ကြည့်ကြတော့တအားလွယ်တဲ့ makeup look လေးမို့လို့ရန်လဲလာတယ်ပြင်မှာပပကြည့်ကြည့်လေးနဲ့ daily အတွက်လည်းအဆင်ပြေရယ်ထထထလာအတွက်လည်းအဆင်ပြေရယ်ဒါကတော့ပြင်ပြနေရပါ